ကြီးရွာရတနာရွှေတောင်ကျောင်းတိုက်ကြီးရဲ့အချီော်မောအတွင်သေးအမြင်သေးလို့အမည်တွင်ခေါ်ဦးဝီစိတ်တာသာရပွဲပြီးထူးတဲ့ဆရာတော်ရပ်ပေါ်ရွာပေါ်သာသနာကောင်းကျိုးထမ်းရွယ်နေတာပြောပြကြီးရွာရတနာရွှေတောင်ကျောင်းတိုက်ကြီးရဲ့အချီော်မောအတွင်သေးအမြင်သေးလို့အမည်တွင်ခေါ်ဦးဝီစိတ်တာသာရပွဲပြီးထူးတဲ့ဆရာတော်ရပ်ပေါ်ရွာပေါ်သာသနာကောင်းကျိုးထမ်းရွယ်နေတာပြောခွာငါစုပြုံးစားလဲကုန်လာဘူးနော်ရွှေသေးလာရင်ဖြင့်ထိုင်ချိုချိုလေးနဲ့ထညက်ပဲလောငါပြောပေါ်တဲ့ရွာနော်တနခါပေါ်တဲ့ရွာနော်အရောက်သာလန်းလာခဲ့နော်ရွှေပန်းငုံရဲ့စံပြရွာကြီးနော်ပွဲတွေချင်းချင်းတဲ့နော်ကာလာသာကာလာသမီးတို့ပရိဒာကုသိုလ်ယူဖို့ပြောဆလလာရာဒီတရားပွဲနဲ့ဖျားပွဲတွေချင်းချင်းတဲ့နော်ကာလာသာကာလာသမီးတို့ပရိဒာကုသိုလ်ယူဖို့ပြောကိုယ်လေးလည်းပါတယ်နော်မိလေးလည်းမကြံတော့ကိုယ်လေးလည်းပါတယ်နော်မကြံတော့နိဗ္ဗာန်ရောက်ကြောင်းတရားတော်ကိုဟောပြနေတဲ့ဆရာတော်တရားရည်အမြိုက်စီးကိုတိုက်ကျွေးပေးတဲ့ဆရာတော်လာန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 ော်ရွှေပန်းကုန်းကိုစံပြရွာကြီးနော်ပြကြီးရွာရတနာရွှေတောင်ကျောင်းတိုက်ကြီးရဲ့အချီော်မောအတွင်သေးအမြင်သေးလို့အမည်တွင်ခေါ်ဦးဝီစိတ်တာသာရပွဲပြီးထူးတဲ့ဆရာတော်ရပ်ပေါ်ရွာပေါ်သာသနာကောင်းကျိုးထမ်းရွယ်နေတာပြောခွာငါစုပြုံးစားလဲကုန်လာဘူးနော်ရွှေသေးလာရင်ဖြင့်ထိုင်ချိုချိုလေးနဲ့ထညက်ပဲလောငါပြောပေါ်တဲ့ရွာနော်တနခါပေါ်တဲ့ရွာနော်အရောက်သာလန်းလာခဲ့နော်ရွှေပန်းငုံရဲ့စံပြရွာကြီးနော်ပွဲတွေချင်းချင်းတဲ့နော်ကာလာသာကာလာသမီးတို့ပရိဒာကုသိုလ်ယူဖို့ပြောဆလလာရာဒီတရားပွဲနဲ့ဖျားပွဲတွေချင်းချင်းတဲ့နော်
ကာလာသာကာလာသမီးတို့ပရိဒကုသိုလ်ယူဖို့ပြောကိုယ်လေးလည်းပါတယ်နော်မီးလေးလည်းမကြံတော့ကိုယ်လေးလည်းပါတယ်နော်မီးလေးလည်းမကြံတော့နိဗ္ဗာန်ရောက်ကြောင်းတရားကောင်းကိုဟောပြနေတဲ့ဆရာတော်တရားရည်အမြိုက်စီးကိုတိုက်ကျွေးပေးတဲ့ဆရာတော်လာန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 ော်ရွှေပန်းကုန်းကိုဆံပြရွာ